လေးသိင်ရှိနေကဘာသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါရှင်ဗျာလေးသိင်ရှိနေကဘာသိန်းရဲ့အဓိပ္ပာယ်ကိုအရှင်ဗျာရှင်းပြပြီးတော့မူပါ ဘုံဘုံတရားဟောတဲ့ထဲမှာအများကြီးရှင်းပြပါတယ် မှန်ပါဗျာ လေးသိင်ချေလို့လေးအသိင်ချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲ မှန်ပါဗျာ အသိင်ချေရဆိုတာမရေမတွက်နိုင်တော့အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့အတိုင်းအတာတစ်ခုကိုအသိင်ချေလို့ခေါ်တာ။ဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ကောရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော် မှန်ပါဗျာမှန်ပါဗျာ ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာနောက်ပွင့်လာတဲ့ဘုရားကကွန်တေညာဘုရားလို့ခေါ်တယ်အဲ့ဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တေညာဘုရားကြားမှာအရေးအတွက်မရှိလောက်အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆနောက်တစ်ခါကွန်တေညာဘုရားပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်ဘုရားမပွင့်မယ်နဲ့လေ မှန်ပါဗျာ မင်္ဂလာဘုရားပွင့်တဲ့နောက်အဲ့ဒီဘုရားနှစ်ဆူကြားမှာလည်းပဲအရေးအတွက်ကင်းမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေဘုရား24ဆူထဲမှာဒီဘုရားတွေရဲ့အကြားမှာ4ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ4ခါကြုံခဲ့သည့်အတွက်ကြောင့်4အသင်ချေလို့ခေါ်တာ တင်ပါဗျာ နောက်ဆုံးပွင့်တော်မူတဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိန်း တင်ပါဗျာ အဲ့နောက်မှာဘုရား9စုလားဘယ်လောက်လားပွင့်သေးတယ် တင်ပါဗျာ ကောရမဘုရားဗျာဒိတ်ခန္ဓာ24စုရှိတယ် မှန်ပါဗျာ ဘုရုမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ် တင်ပါဗျာ အဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှည်တွက်လို့မရတာက4ခါကြုံတယ်လို့ဒီအထိပ္ပယ်မျိုးပြောတာ အဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့အနောက်မှာ3ညာလုံး120လို့ပါဆိုတော့မဟုတ်ဘူး အဲ့ဒါခဏအသင်ချေ တင်ပါဗျာ ခဏအသင်ချေဒီဟာတော့ countless ပေါ့ တင်ပါဗျာ ခဏနာတော့အသင်ခိယခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာ မှန်ပါဗျာမှန်ပါဗျာ တစ်နောက်သင်ချေဆိုတာ340ဆိုတာအဲ့ဒါ တင်ပါဗျာ ဒါဟိုတဲ့ရဲ့အသင်ချေပေါ့နော် တင်ပါဗျာ ဘုံဂိမ်းနဲ့အသင်ချေပေါ့ တင်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်လေးသိင်ချင်တဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာ ဟုတ်တယ်ဒါဘုရားတဆူဖြစ်ဖို့ရအမတမခင်းနေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့ မှန်ပါ ဆရာဝန်တယောက်ဖြစ်ဖို့ပညာပညာနဲ့သင်ရတာ အနည်းဆုံးတော့9နှစ်လောက်တော့တင်သင်ရ အဲ့လိုပေါ့ဘုရားဖြစ်ဖို့ဆိုတာတော့ခဏလုံးနဲ့ဖြစ်ရမယ်ဆိုတော့ဖြစ်နိုင် မှန်ပါဗျာ အလုံးဟာဒီလေ့ကျင့်မှုတွေသင်ကြားမှုတွေဘုရားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာခဏကျင့်တဲ့ဖြစ်ငါဖြစ်သွားတယ်ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နိုင် မှန်ပါဗျာမှန်ပါ